စော်ဘွားသို့မဟုတ်နေဝင်သွားသောဘုရင်များစော်ဘွားအုပ်ချုပ်ရေးမြန်မာပြည်မှာပျောက်ကွယ်သွားတာအနှစ်60ကျော်ပါတော့မယ်။တစ်ချိန်ကရှမ်းနဲ့ကယားပြည်နယ်တွေမှာဗဟိုအစိုးရနဲ့အပြိုင်အုပ်ချုပ်ရေးတစ်ခုထူထောင်နိုင်ခဲ့သူတွေဖြစ်ကြပါတယ်။စနစ်မရှိတော့ပေမဲ့စော်ဘွားတွေရဲ့ပုံရိပ်တွေကဒေသခံတွေကြားမှာဆက်ပြီးရှိနေပါတယ်။စော်ဘွားတွေနဲ့ပတ်သက်ပြီးလူတွေတည်ထားတဲ့အချက်တွေနဲ့တချို့အချက်တွေရဲ့ဘလို့ကွာခြားသလဲကြည့်ကြရအောင်စော်ဘွားအများစုကရှမ်းပြည်ကဖြစ်ကြပေမဲ့အားလုံးကရှမ်းလူမျိုးတွေမဟုတ်ပါဘူးပလောင်လို့ခေါ်တဲ့တအောင်ပအို့ဒနုကယားကယန်ကိုကန့်ဝစတဲ့တခြားလူမျိုးတွေတဲကစော်ဘွားတွေလည်းရှိပါတယ်စော်ဘွားတွေထဲမှာလည်းစော်ဘွားမျိုးသားငွေခွန်မှုစတဲ့အုပ်ချုပ်သူအစဉ်ရှိသလိုနယ်မြေပိုင်နက်မှာလည်းဧရိယာစတူယန်မိုင်12,000ကျော်တဲ့အကြီးဆုံးကျိုင်းတုံကနေစတူယန်မိုင်10ကျော်ပဲရှိတဲ့မြေလက်နယ်လေးတွေအထိခွာခြားမှုရှိပါတယ်။စော်ဘွားအုပ်ချုပ်ရေးကိုပြည်နယ်တွေမှာပဲရှိခဲ့တယ်လို့ထင်ကြပါတယ်။စကိုင်းတိုင်းစင်ကလိန်ခန့်နီးနယ်တွေမှာ1952ခုနှစ်ထိစော်ဘွားအုပ်ချုပ်ရေးရှိခဲ့ပြီးချင်းတွင်းမြစ်ပေါ်ကတောင်တွတ်မှာလည်းစော်ဘွားအုပ်ချုပ်ခဲ့ပါတယ်။ကလေးနဲ့ထီလင်းဂန့်ကော်စတဲ့ရောနယ်ကမြို့တွေမှာလည်းစော်ဘွားတွေရှိခဲ့သလိုစကိုင်းတိုင်းအထက်ပိုင်းကဝင်တော်စော်ဘွားဟောင်းဦးအောင်မြတ်ဟာလည်းလွတ်လပ်ရေးရပြီးသည့်အထိအသက်ရှင်နေထိုင်ခဲ့ပါတယ်။စော်ဘွားတွေထဲမှာလူသိအများဆုံးကဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူကြာဆုံးခဲ့တဲ့မိုင်းပုံစော်ဘွားကြီးဆက်ဆံထွန်းဖြစ်ပါတယ်။သူ့နာမည်နဲ့ဂုဏ်ပြုမဲ့ခေါ်ထားတဲ့ဆေးရုံကြီးကလည်းတောင်ကြီးမြို့မှာရှိပါတယ်။နောက်လူသိများသူတဦးကတော့မြန်မာပြည်မှာပထမဆုံးယာယီသမ္မတအဖြစ်တင်မြှောက်ခံရတဲ့ညောင်ရွှေစော်ဘွားဆက်ရွှေတိုက်ဖြစ်ပါတယ်။မိုးမိတ်စော်ဘွားဟောင်းဆက်ခွန်ကျော်ဟာလည်းမြန်မာနိုင်ငံမှာဒုတိယဝန်ကြီးချုပ်နိုင်ငံခြားရေးနဲ့ရှမ်းပြည်နယ်ဝန်ကြီးတာဝန်တွေကိုယူခဲ့တဲ့စော်ဘွားတစ်ယောက်ဖြစ်ပါတယ်။တာမိုင်းခန်းစော်ဘွားဆက်ထွန်းအေးလည်းပြည်ထောင်စုအစိုးရမှာဝန်ကြီးတာဝန်ယူခဲ့ပါတယ်။ကိုကန့်စော်ဘွားနှမအော်လီရန်ကတော့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ခေါင်းဆောင်အဖြစ်ရှမ်းပြည်နိုင်ငံရေးမှာထင်ရှားခဲ့ပါတယ်။စော်ဘွားတွေကိုဗဒေသရေဝါဒီရှေးရိုးဆန်သူတွေလို့1962ခုနှစ်နောက်ပိုင်းကာလတွေမှာဝေဖန်ရေးသားခဲ့တာတွေများပါတယ်။စော်ဘွားတွေကိုဗဒေသရေဝါဒီရှေးရိုးဆန်သူတွေလို့1962ခုနှစ်နောက်ပိုင်းကာလတွေမှာဝေဖန်ရေးသားတာတွေများခဲ့ပါတယ်။ဒါပေမဲ့စော်ဘွားတွေထဲမှာဒေသလူထုဖွံ့ဖြိုးရေးအတွက်ကြိုးပမ်းခဲ့တဲ့တီဘောစော်ဘွားစက်ကြဆိုင်လို့လူမျိုးတွေရှိသလိုဆိုရှယ်ဒီမိုကရက်ပါတီထူထောင်ပြီးစော်ဘွားကြီးတွေကိုပြန်လည်ဝေဖန်ခဲ့တဲ့ခြေတိစော်ဘွားဆက်ရွှေမုံလိုလူတွေလည်းရှိပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းပျောက်ကွယ်သွားတဲ့စက်ကြဆိုင်ရဲ့အကြောင်းသူဇနီးရဲ့ရေးသားမှုကြောင့်ပြည်ပမှာရုပ်ရှင်ရိုက်တဲ့အထိလူစိတ်ဝင်စားမှုများခဲ့ပါတယ်။စော်ဘွားတွေနဲ့တွဲပြီးသိကြတဲ့နောက်တစ်ခုကမြန်မာပြည်ကနေခွဲထွက်ဖို့ကြိုးစားတယ်ဆိုတဲ့ဆွဆွဲချက်ပဲဖြစ်ပါတယ်။1962ခုနှစ်ကဖက်ဒရယ်မူအရပြည်ထောင်စုကိုပြင်ဆင်ဖွဲ့စည်းဖို့တောင်းဆိုတဲ့အစည်းအဝေးပြီးစော်ဘွားအများအပြားဖမ်းဆီးခံရပြီးနောက်အဲ့ဒီဆွဆွဲချက်ကအခုထိရှိနေပါတယ်။ဒါပေမဲ့စော်ဘွားတွေနဲ့လူမျိုးစုတွေဘက်ကပြည်နယ်ပြည်မဒန်းတူဖို့ပြည်နယ်တွေမှာလောက်ပိုင်ခွင့်အာဏာပိုရှိဖို့အတွက်ပင်လုံစာချုပ်ပါကတိတွေအကောင်အထည်ဖော်အောင်ကြိုးစားတာလို့ခြေပလေးရှိပါတယ်1949ဖွဲ့စည်းပုံဥပဒေမှာ10နှစ်ကျော်ရင်ပြည်ထောင်စုကခွဲထွက်လူကခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ပုံမှန်အရခွဲထွက်ခွင့်ရှိတဲ့ပြည်နယ်တွေထဲမှာရှမ်းနဲ့ကယားပြည်နယ်တို့ပါဝင်ပါတယ်။ဒါကြောင့်1962မှာခွဲထွက်ပြီးအမေရိကန်နဲ့နှီးစပ်တဲ့အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ကိုဝင်ဖို့ကြံတယ်လို့ဆွဆွဲခံရတာဖြစ်ပါတယ်။မိုးကောင်းကင်ရဲ့အရှင်သခင်တွေလို့အဓိပ္ပာယ်ရတဲ့ရှမ်းစော်ဘွားတွေအုပ်ချုပ်တဲ့ခေတ်ကမရှိတော့ပေမဲ့လူမျိုးစုအုပ်ချုပ်ရေးစနစ်တစ်ခုကိုရာစုနှစ်တွေနဲ့ချီပြီးခေါင်းဆောင်ခဲ့တဲ့စော်ဘွားတွေအကြောင်းရှမ်းပြည်မှာပြောနေကြဆဲဖြစ်ပါတယ်